Messenger မှာတစ်ဖက်လူကပို့တဲ့စာကိုစင်မပြအောင်ခိုးဖက်နီးတည်ကြမှာသလားဒါဆိုရင်ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်လိုက်ပါကဲ Messenger လေးတော့ပြီးတော့ဘာလို့ကြည့်ကြရအောင်ကဲ Messenger လေးကိုဝင်လိုက်မယ်ဝင်လို့ရှိရင်အောက်မှာမီမြူဆိုတဲ့မြင်းချောင်းလေး၃ချောင်းရှိတယ်အဲ့ဒါကိုထပ်ဝင်မယ်အဲ့ဒါဝင်လို့ရှိရင်ဒီမှာ setting ဆိုတာရှိတယ် setting လေးကိုထပ်ဝင်မယ်setting လေးထပ်ဝင်မှာပေါ်နည်းနည်းလေးဆွဲမယ်ကဲဒီမှာတွေ့ပြီး privacy privacy and safety ဆိုတဲ့အောက်ကိုနှိပ်မယ် okay အကောင်နှိပ်ပြီးလို့ရှိရင်ပေါ်နည်းနည်းလေးထပ်ဆွဲမယ် okay ဒီမှာအောက်နားလေးမှာ receipt ဆိုတဲ့ဟာလေးရှိတယ်အဲ့ဒါလေးကိုထပ်နှိပ်လိုက်ပါနှိပ်ပြီးလို့ရအောင်လေးဒီမှာ open ဖြစ်နေတွေ့လားအဲ့လို open ဖြစ်နေအဲ့ဒါလေးကိုပိတ်ပေးလိုက်ပါအဲ့ဒါဆိုရင်ရပါပြီကဲဒါဆိုရင်တော့ဒီမင်းတို့ကတစ်ဖက်လူကပိုးတဲ့စာကိုအေးဆေးဆေးဖတ်လို့ရပြီးတော့တစ်ဖက်လူစီမှာစင်းပြနေတော့မှမဟုတ်ပါဘူးဒီနည်းလေးကိုသဘောကျတယ်ဆိုရင် like share လုပ်ပေးဖို့လည်းမမေ့ပါနဲ့ဟုတ်နောက်ထပ်သိချင်တာလေးတွေရှိရင်လည်းမှန်မှရေးခဲ့နိုင်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်ဘိုင်ဘိုင်